ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါမင်္ဂလာပါဒီနေ့လေးမှာကျွန်တော်တို့အပင်တိုလေးရှိတယ်ဗျအပင်တိုဘရိတ်လေးဒါမိတ်ဆွေများကြိုက်ရင်ဒါသုံးလို့ရအောင်လို့မို့1ရယ်3ရယ်2ရယ်ဆိုတော့ကနန်း1 3နှစ်သူ့ကိုပါဝါလန်ထားတယ်1ရယ်3ရယ်2ရယ်1 3နှစ်ကိုရိုးလေးသွားမှာဒါအပင်တိုကြီးတဲ့ site လေး1 3နှစ်ရယ်ပါဝါဒီ6 8ခွန်လို့သွားတယ်6ရယ်8ရယ်ခွန်ရယ်လို့သွားတယ်ဒီ6လို့သွားတော့ကဒီမှာ1ကိုဒီ1နဲ့ပြန်ထည့်ထားတယ်ဒီမှာ8လို့သွားတော့ကဒီမှာ3ကိုဒီမှာ3နဲ့ပြန်ထည့်ထားတယ်ဒီမှာခွန်လို့သွားတော့ကဒီမှာ2ကိုဒီနည်းနဲ့ပြန်ထည့်ထားတယ်အဲ့ကြဒီဘက်ကကြည့်ရင်1 3 2ဒီရက်လာခဲ့တဲ့1 3 2ကို1ရယ်3ရယ်2ရယ်လို့လဲသွားတယ်ဒီဘက်ကနေပြီးတော့6 8ခွန်လို့လဲပါဝါလန်ထားတယ်အဲ့ကြတော့ဒီမှာ6ကိုဒီမှာ1ထားတယ်ဒီမှာ1ရယ်3ရယ်2ရယ်လို့သွားခြင်းအဲ့မှာ3ညပရိတ်မိတ်ဆွေများ3ညပရိတ်ဒါနောက်တစ်မျိုးပြမယ်ဗျလာကြလမ်းကြောင်းကောင်းတဲ့ပရိတ်လေးတွေဒါ2မျိုးရှိတယ်မိတ်ဆွေများဒါမိတ်ဆွေများကြိုက်မှလောက်ပါအဲ့ကြသူ့ဘက်သူဒီနေ့လေးမှာချွန်းထောက်သွားလို့မို့ဒီဘက်က8ဒီဘက်က3ဒီဘက်က8 8 3 8တွေဒါသွားခြင်းသွားလို့ရတယ်နောက်ပြကျွန်တော်ဒီ8 3 3ကို8 3 3တိုင်းဖြုတ်ချင်3ပရိတ်8 3 8ဆိုရင်ဒီမှာ8ပရိတ်သူကအဲ့ပုံစံမျိုးတွေအနီးကပ်တွေမှာရှိတယ်ဒါပေမဲ့ကျွန်တော်ကမိတ်ဆွေများဒါကျွန်တော်ကညီးတဲ့အာသန်နဲ့အလုံးကိုဒါကျွန်တော်အာသန်နဲ့ပရိတ်ကိုကျွန်တော်ထုတ်ပြတာထုတ်ပြတယ်ဆိုတာဒီ8 3 3တွေကလည်းရှိတယ်8 3 8တွေကလည်းရှိတယ်မိတ်ဆွေများဒီနေ့မှာအကတ်ကိုအကတ်တိုင်းဖြီးလို့ရင်ဒါပရိတ်တွေကများတယ်ဗျအဲနောက်တော့ကျွန်တော်အားကောင်းတဲ့ပရိတ်တစ်လုံးပြမယ်အဲ့ကောင်ကဘယ်လိုတုံးဆိုတော့ဒီသလုံးပေါင်းနဲ့3ညရဲ့ပါဝါကို2ရဲ့3ရဲ့3ညရဲ့5လို့ရိုက်ထားတယ်တပင်ဒီသလုံးပေါင်းနဲ့6ရဲ့ပါဝါကို1ရဲ့ခွန်ရဲ့3ရဲ့1လို့ရိုက်ထားတယ်နှစ်ပင်ဒီသလုံးပေါင်းနဲ့1ရဲ့ပါဝါကိုဒီမှာ6လို့ရိုက်ထားတာ3ပင်ဒီသလုံးပေါင်းနဲ့2ရဲ့ပါဝါကိုဒီမှာခွန်လို့ထက်ရိုက်ထားတာ4ပင်အဲ့ဒါမိတ်ဆွေများ तू က5ကတ်တွေ3တာများတဲ့အတွက်ဒါမိတ်ဆွေများဒါကျွန်တော်5ကတ်ခေါ်ပါဗျအဲ့ဒါဒီမှာ8လို့ဖြစ်သွားပြီ8ရဲ့ပါဝါ3လို့သွားကျင်တာဒီမှာ6ပရိတ်6ပရိတ်မိတ်ဆွေများအဲ့မှာ6ပရိတ်အဲ့6ပရိတ်ထဲလိုက်တာနဲ့သူကဘာတွေဖြစ်သွားတော့ဆိုတော့ဒီနန်းလေးမှာ6တဲ့ဒီမှာ6တဲ့ဒီမှာ9တဲ့ဒီ6ရဲ့ပါဝါကိုတပင်ကြားနေ1လို့ရိုက်ထားတာ6နဲ့ပြန်သွားမယ်နောက်တော့ဒီမှာ6အဲ့6ရဲ့ပါဝါကိုတပင်ကြားနေ1လို့ရိုက်ထားတာဒီ6နဲ့ပြန်သွားမယ်နောက်တော့ဒီမှာ9အဲ့9ရဲ့ပါဝါကိုလည်းတပင်ကြားနေ4လို့ရိုက်ထားတာအဲ့တော့ဒီ9နဲ့ပြန်သွားမှာ6ပရိတ်ဒါမိတ်ဆွေများကြိုက်တဲ့ပရိတ်ကို3ပါအဲ့ကြကျွန်တော်ရွေးထားတဲ့ပရိတ်ကအဲ့2မျိုးရှိတယ်ဗျဒါဒီကောင်နဲ့ညှိဆိုင်နဲ့သွားလို့ရှိရင်ဒီမှာ3ညပရိတ်လာချလို့ရတဲ့အနေထားမှာလည်းရှိတယ်ဒါမိတ်ဆွေများစဉ်းစားပါဒါကြိုက်မှ3ပါဒါကျွန်တော်ဒီနန်းလေးမှာအလုံးလေးတစ်လုံးတော့ပြောခဲ့မယ်လုံးလေးတစ်လုံးတော့ပြောခဲ့မယ်ဆိုတာမိတ်ဆွေများကြိုက်မှလောက်ပါကြိုက်မှလောက်ပါဆိုတော့ကျတော့ခွန်ရယ်8ရယ်9ရယ်လို့သွားခြင်းအဲ့မှာနှစ်ထိတ်ခွန်8 9တွေဒါကသူလာခဲ့တော့က2 3 4တွေကနေလာခဲ့တာ2တွေ3တွေ4တွေ2 3 4တွေအဲ့ဒါကိုသူကဘယ်လိုရိုက်ထားတော့ဆိုတော့2 3 4ခွန်8 9နဲ့သွားတယ်2 3 4နဲ့သွားတယ်2 3 4အဲ့ဒါကိုခွန်8 9နဲ့သွားခြင်းအဲ့မှာနှစ်ထိတ်ဒါအဲ့ပုံစံမျိုးတွေနောက်ကြတော့ကျွန်တော်တို့2 8 3 5 4ကတ်2ရယ်8ရယ်3ရယ်5ရယ်2ရယ်8ရယ်3ရယ်5ရယ်လို့သွားခြင်းနှစ်ထိတ်ဒါနှစ်ထိတ်ရဲ့ကောင်းတဲ့ကွက်ကလေးတွေ2 8 3 5တော့သူဘာတွေရှိသေးတုံးဆိုတော့ကြတော့ဒီနန်းလေးမှာအဲ့နှစ်ထိတ်ရဲ့အာသာချက်တွေကဒီနန်းလေးမှာသူကအပင်ကိုထောက်ထားတာရှိတယ်ဗျသူကဘယ်လိုတုံးဆို9 5 9 6ဆိုတဲ့ခဏန်း9ရယ်5ရယ်9ရယ်6ရယ်9 5 9 6ဆိုတဲ့ကဏ္ဍဒီ9ကိုထည့်တော့ကဒီ9နဲ့လန့်ထည့်တယ်
ဒီ9ထဲတော့ဒီ9နဲ့လန့်ထဲတယ်ဒီ9ထဲတော့ဒီ9နဲ့လန့်ထဲတယ်ဒီ6ထဲတော့ဒီ6နဲ့လန့်ထဲတယ်အဲ့ကြ9ရယ်9ရယ်9ရယ်6ရယ်95 96ဆိုတဲ့ကဏ္ဍအဲ့ဒါကို9ရယ်9ရယ်9ရယ်6ရယ်လို့လှုပ်ထားတာ95 96ဒါပင်ရှည်ကနေလန့်ထောက်ပေးတာအဲ့ဒါကို9ရယ်9ရယ်9ရယ်6ရယ်လို့သွားခြင်းအဲ့မှာနှစ်ထိပ်ဒါမိတ်ဆွေများသူ့ဒါလာနိုင်တဲ့လမ်းကြောင်းလေးတွေအဲ့မှာနှစ်ထိပ်အဲ့ကြမိတ်ဆွေများဒီလုံးလေးကိုဒါကြိုက်မကြိုက်လေးဒါစဉ်းစားပါနောက်တဲ့ဒီကောင်ကရှီလေးတွေပဲဒါကျွန်တော်သိကြီးမှတ်မိလို့မို့855 339 3ညတွေ855တွေ339 3ညတွေ333ည855693 delete ရမိတ်ဆွေများနောက်ပိတ်လေးကြည့်အောင်နောက်ပိတ်လေးကဘယ်လိုလုပ်လို့ဒါလူလာနိုင်ရဲ့လမ်းကြောင်းလေးကျွန်တော်ပြမယ်သူကဒီဘောကလာခဲ့တဲ့ခွန်နေဒီမှာလာခဲ့တဲ့ခွန်နေဒီမှာလာခဲ့တဲ့ခွန်နေအဲ့ကောင်တွေကိုပါဝါချိန်မယ်နှစ်တစ်ချက်နှစ်တစ်ချက်နှစ်တစ်ချက်လို့ချိန်ရင်အဲ့မှာ၄နောက်ပိတ်၄ပိတ်မိတ်ဆွေများအဲ့မှာ၄ပိတ်နောက်ထပ်သူကဒီမှာတော့မလုပ်ခဲ့တဲ့6တွေဒီ6ကိုဒီ6နဲ့ရိုက်ထားတာကိုမှဒီ6နဲ့ပြန်သွားတယ်အဲ့6နဲ့သွားပြီးမှသူကဒီနှလုံးပေါင်းနဲ့6ကိုဒီ3လုံးပေါင်းနဲ့6နဲ့တပင်းဒီမှာ6ကိုဒီမှာ6နဲ့ထည့်ထားတယ်အဲ့6ကိုလည်း6ရယ်3ညရယ်3ရယ်6လို့ရိုက်ပြီးမှတိရယ်ရှိရယ်6ကိုရှိရယ်3ညရယ်တိရယ်6လို့သွားချင်တာနှစ်ပင်နောက်ထပ်3ရယ်1ရယ်5ရယ်9ကိုလည်း2ရယ်9ရယ်3ညရယ်ဒီ3လုံးပေါင်း9နဲ့သွားထားတယ်အဲ့ကို3ရယ်9ရယ်9ရယ်ဒီ3လုံးပေါင်း9အဲ့ကိုလည်းကျွန်တော်တို့8ရယ်1ရယ်9လို့ရိုက်ပြီးမှ3ရယ်2ရယ်4ရယ်9လို့ရိုက်ချင်တာအဲ့မှာ4နောက်ပိတ်2ချက်ထောက်ဒါမေးသိမြတ်တစ်ခေါက်ပြန်ပြမယ်ဗျဒီ3လုံးပေါင်းနဲ့9ကိုဒီမှာ9လို့ထည့်တယ်ဒီမှာ9နဲ့သွားတယ်ဒီမှာ9နဲ့သွားတယ်အဲ့ဒါကိုဒီ3လုံးပေါင်း9နဲ့ပြန်သွားမှာတပင်းနောက်တဲ့ဒီမှာလဲ9ဒီမှာလဲ9ဒီမှာလဲ9အဲ့9တွေကိုသူက8ရယ်1ရယ်8ရယ်9လို့ရိုက်မှာဒီကောင်3လုံးပေါင်းနဲ့9လို့သွားချင်တာဒီ9 3ချက်ကိုဒါပြန်ဖြီမှာမိတ်ဆွေများဒီလို9ဒီလို9ဒီလို9လို့သွားချင်တာအဲ့မှာ၄နောက်ပိတ်အဲ့မှာ၄နောက်ပိတ်နောက်တော့ကျွန်တော်တို့ဒီမှာအပင်ထက်ကိုအပင်ထက်တုံးကကောက်ခဲ့တဲ့ပုံစံမျိုးဒါကျွန်တော်တို့အဲ့တုံးကဒီကောင်အောင်ခဲ့တဲ့ပုံစံမျိုးဒါမိတ်ဆွေများမှတ်မိမယ်ထင်ပါတယ်ဗျဘာလို့ဆိုတော့ဒီ3လုံးပေါင်းနဲ့ခွန်ကိုဒီခွန်နဲ့ထည့်ထားတယ်ဒီ3လုံးပေါင်း6ကိုဒီ6နဲ့ထည့်ထားတယ်ဒီ3လုံးပေါင်းနဲ့ခွန်ကိုဒီခွန်နဲ့ထည့်တယ်ဒီ3လုံးပေါင်းနဲ့1ကိုဒီ1နဲ့ထည့်ထားတယ်အဲ့ကြတော့ तू ကမိတ်ဆွေများခွန်ကိုခွန်နဲ့ထည့်တယ်6ကို6နဲ့ထည့်တယ်ခွန်ကိုခွန်နဲ့ထည့်တယ်1ကို1နဲ့ထည့်ထားတယ်အဲ့ကြမိတ်ဆွေများသူ့ကိုတူတဲ့ချက်လေးတွေဒါကျွန်တော်ပုံလေးတွေဖြုတ်လိုက်လို့ရှိရင်ဒီ3ကဒီ3ဖြစ်တာဒီ3ညကဒီ3ညဖြစ်တာဒီ9ကဒီ9ဖြစ်တာဒီ9ကဒီ9ဖြစ်တာဒါမိတ်ဆွေများအရင်ဖိုင်နေထဲမှာဒါကျွန်တော်ပြောခဲ့တယ်ဒီ3ကိုဒီ3လို့ရိုက်တုံးကဒီ3နဲ့ပြန်သွားထားတယ်ဒီ30ကိုဒီ30နဲ့ရိုက်တော့ဒီ30နဲ့ပြန်သွားတယ်ဒီ9ကိုဒီ9နဲ့ရိုက်တော့ဒီ9နဲ့ပြန်သွားတယ်နောက်ထပ်ဒီ9ကိုလည်းဒီ9နဲ့ရိုက်ပြီးနောက်ထပ်ဒီ9နဲ့ပြန်သွားဆိုတော့ဒါကျွန်တော်တို့6ထိပ်လိုင်းအောင်ခဲ့တဲ့ဟာရဲရင်မင်းဖြစ်မယ်လို့ဒါကျွန်တော်ပြောခဲ့တဲ့အလုံးဒါမိတ်ဆွေများလည်းရတဲ့သူလည်းရပါတယ်အဲ့ကြတော့ဒီမှာ3ရယ်3ညရယ်9ရယ်9ရယ်3 3ည99ဆိုတဲ့ကဏ္ဍကိုဒါမိတ်ဆွေများဒီမှာ3နဲ့ဒီမှာ3ညတဲ့ဒီမှာ9တဲ့ဒီမှာ9တဲ့3 3ည99ပြန်သွားတယ်လာခဲ့တဲ့3 3ည99
အဲ့33999ဆိုတဲ့ကဏ္ဍကိုဒါကျွန်တော်တို့33999ကို3ရယ်3ညရယ်9ရယ်9ရယ်လို့လောက်တာ33999အဲ့ဒါကို3ရယ်3ညရယ်9ရယ်9ရယ်လို့လောက်တယ်ဒီမှာ33999ဒီမှာရောက်လာပြီဒီ3ရယ်ပါဝါကို8လို့ကောက်မယ်ဒီ3ညရဲ့ပါဝါကို9လို့ကောက်မယ်ဒီ9ရဲ့ပါဝါကို4လို့ကောက်မယ်နောက်ထပ်ဒီ9ရဲ့ပါဝါကို4လို့ပြန်ကောက်ချင်တာအဲ့မှာ4ပိတ်အဲ့မှာ4ပိတ်မိတ်ဆွေများနောက်ပြီးကြတော့ဒါကျွန်တော်တို့အပင်ရှည်8ရယ်9ရယ်8ရယ်1ရယ်9ရယ်5ကက်8989အဲ့8989ကိုဒီမှာ8တယ်ဒီမှာ9တယ်ဒီမှာ8တယ်ဒီမှာ1တယ်ဒီမှာ9တယ်8989ငါကတ်သွားတယ်အဲ့ကြတော့ကျွန်တော်တို့ဒီ8989ကို8981ကိုဘယ်မှာမြင်တော့ဆိုတော့ဒီမှာ8တယ်ဒီမှာ9တယ်ဒီမှာ8တယ်ဒီမှာ1တယ်ဒီမှာ9လို့သွားချင်တာအဲ့မှာ4ပိတ်အဲ့ကြ24ဆိုတဲ့ခဏန်းကဒါမိတ်ဆွေများဖောင်ဝင်တဲ့ပုံစံမျိုးဒါမိတ်ဆွေများကြိုက်မှသုံးပါအဲ့ကြပရိနေထားနဲ့ဒါ6ပရိထဲကအလုံးလို့ဒါထုတ်ပြတယ်ဗျကဲမိတ်ဆွေများအားလုံးဒီတော့ပါပဲဗျဒီလောက်ပါပဲဆိုတော့ကျွန်တော်တို့ဒီမှာက2လို့ထည့်လိုက်တယ်ဒီမှာ4လို့ထည့်လိုက်တယ်3ညရယ်2ရယ်2ရယ်ဆိုတဲ့ကဏ္ဍဖြစ်သွားတာ3ည2 2ဒီ3ည2 2ဒီမှာ3ညဒီမှာ2ဒီမှာ2တဲ့3ည2 2အဲ့ဒါကို3ညရယ်2ရယ်2ရယ်လို့သွားခြင်းဒီမှာ2ထိပ်ဒီ3ညကိုဒီ3ညနဲ့ထည့်မယ်ဒီနှစ်ကိုဒီနှစ်နဲ့ထည့်မယ်ဒီနောက်ထပ်နှစ်ကိုလည်းဒီမှာ2နဲ့ထည့်ခြင်းလားအဲ့မှာ24ဆိုတဲ့ကဏ္ဍကဲမိတ်ဆွေများအားလုံးဒီလောက်ပါပဲဗျာခံကောင်းကြပါစေ